ဆိုတဲ့စကားလုံးကိုဘုံကိုရှင်းပြမယ်ပမာရီနားလဲနေတာကိုကလူတယောက်ကိုချေကျိုးအောင်လုပ်လိုက်ရင်ကိုချေကျိုးတယ်မှန်ပါဗျာအဲ့ဒါဝတ်လဲတယ်လို့ယူဆတယ်မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်မှန်ပါဗျာဝတ္တဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြောတာမဟုတ်ဘူးသူမှန်ပါဗျာဝက၃မျိုးရှိတယ်မှန်ပါဗျာကိလေသာဝကမ္မဝဝိပါကဝဝတ္တဆိုတာလဲပတ်ပြီးဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့လဲပတ်နေတာမှန်ပါဗျာဥပမာဘဝကြီးဆိုဘုန်းတို့လဲပတ်တာလေအခုမနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်ညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလက်ပတ်နေတာပဲလေမှန်ပါဗျာလက်ပတ်မှုကိုဝတ္တလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့ဘာဒီလက်ပတ်တာတော့ဆိုရင်ရှင်တဲ့ကလိုချင်တဲ့စိတ်တွေဖြစ်တယ်မှန်ပါကိလေသာမှန်ပါဗျာလိုချင်တဲ့စိတ်ဖြစ်တော့ရအောင်လုပ်တယ်ကံရလာတဲ့ဝိပါကအကျိုးမှန်ပါဗျာလိုချင်တယ်ရအောင်လုပ်တယ်ရတယ်လိုချင်ပြန်တယ်ရအောင်လုပ်ပြန်တယ်ကြိုးစားပြန်တယ်ဆိုဒီအကြောင်းအကျိုးကြီးကလက်ပတ်နေတာဟုတ်ဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရအောင်လုပ်လို့ရလားဆိုဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရအောင်လုပ်တယ်ဆိုတာကဒီထဲကလုပ်ရတယ်သူကမှန်ပါဗျာဝတ်ထဲမှာပဲနိဗ္ဗာန်ရအောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ်တာတွေကထွက်သွားပြီသူကမှန်ပါဗျာဒီထဲမှာသူကလုပ်လို့ရတယ်ဝတ်မလဲပဲဆိုတာတော့မဟုတ်ဘူးဝတ်ကတော့လဲဝတ်လဲတယ်ဆိုတာပမာရီနားလဲတယ်ကိုကသူများကိုမတရားလုပ်လိုက်လို့ကိုမတရားလုပ်ခံရတယ်ဆိုဝတ်လဲမှုမျိုးပြောတာမဟုတ်ဘူးကိလေသာရှိရင်ကံဆိုတဲ့အလုပ်တရားရှိလာတယ်ကံရှိလို့ရှိရင်အကျိုးတရားဆိုတာရှိလာတယ်နော်အဲ့တော့ကိလေသာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ်အဲ့ဒီအကြောင်းအကျိုးဟာလက်ပတ်နေတယ်လို့ဆိုလို့နော်အဲ့ဒီလက်ပတ်မှုကိုရပ်တော့အောင်လုံးမနေပါရအဲ့တော့ရပ်တော့အောင်လုပ်တယ်ဆိုတာဒီဝတ်ထဲမှာပဲလုပ်လို့ရတယ်ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ်မှန်ပါဗျာကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရောမှန်ပါဗျာကိလေသာនិရောဓိကမ္မនិရောဓကိလေသာငြိမ်းမှကံငြိမ်းတယ်မှန်ပါဗျာကိလေသာငြိမ်းသွားရင်ကံငြိမ်းသွားတယ်ကံငြိမ်းသွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူးမှန်ပါဗျာအဲ့ဒါနေပါရောက်ချင်းပဲဖြစ်တယ်ပေါ့နော်ဟောတိကံဆိုတာကနားလည်အောင်ပြောရမယ်ဆို expire ဖြစ်တာပြောတာမှန်ပါဗျာ expire ဆိုတာဆေးပစ္စည်းနဲ့သတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူ expire ဖြစ်တာမှန်ပါဗျာဘာပစ္စည်းပဲဖြစ်ဖြစ်သတ်မှတ်ထားတဲ့အချိန်ပိုင်းကျော်သွားရင်ဒါ expire ဖြစ်တာမှန်ပါဗျာဒါအဟောတိကံရဲ့အဓိပ္ပာယ်ကကံအနေနဲ့တော့ဖြစ်သွားပြီအကျိုးမလာတော့ချိန်ဒီကစံတတိကုန်သွားပြီလို့ဆိုလို့တယ်မှန်ပါဗျာကံရဲ့စံတတိတစ်ခုကုန်သွားပြီမှန်ပါဗျာကံကိုသူကသတ်မှတ်ထားတာရှိတယ်ကံတစ်ခုလုံးလို့ရှိရင်ဒီဘဝမှာအကျိုးပေးတဲ့ကံကိုဒိဋ္ဌဓမ္မဝိရဏိယကံလို့ခေါ်တယ်ဒီဘဝမှာအကျိုးပေးတယ်မှန်ပါဗျာနောက်ဒုတိယဘဝမှာအကျိုးပေးမဲ့ကံကိုဥပပိစ္ဆဝိရဏိယလို့ခေါ်တယ်မှန်ပါဗျာနောက်တင်းတော်တဲ့ဘဝတစ်ခုမှာအကျိုးပေးမဲ့ကံမျိုးကိုဒီအပရပရိယဝိရဏိယကံလို့ခေါ်တယ်အဲကံသုံးမျိုးဒီဘဝမှာအကျိုးပေးမဲ့ကံကသူအကြောင်းအကျိုးမညီသည့်အတွက်ကြောင့်သူကအကျိုးထုတ်လို့ရမှာမထုတ်လို့ဘူးဒီဘဝကလည်းပြီးဆုံးသွားပြီဆိုရင်အဲ့ကံအဟောတိဖြစ်သွားအဲ့ဆိုအဲ့ကံကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဖြစ်နေနှစ်ခုစလုံးဖြစ်တယ်နှစ်ခုစလုံးနဲ့သက်ဆိုင်တယ်ဥပမာတစ်ခုဘုန်းကနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလာပေါ့ကြားဘူးတယ်မဟုတ်လားကြားဘူးပါဗျာအဲ့ဒီအင်္ဂုလိမာလာလူတွေတတ်ထားတဲ့ပါဏာတိပတ္တကံမှန်ပါဗျာသို့တော့ကိလေသာတွေကိုသူပယ်လိုက်နိုင်တဲ့အတွက်ကြောင့်အဲ့ဒီကံတွေကဒီဘဝမှာပဲအကျိုးပေးနိုင်တယ်သူကနောက်ဘဝဆိုမရှိတော့မှန်ပါဗျာသူကဘာဆိုကိလေသာပြတ်သည့်အတွက်ကြောင့်နောက်ဘဝဖန်တီးပေးမယ်တဏှာဆိုသူမှမရှိဘူးကံနဲ့ကိလေသာတွေမရှိဘူးနောက်ဘဝမရှိသည့်အတွက်ကြောင့်နောက်ဘဝမှာငရဲကြရမယ်ဒီသူလှုပ်ထားတဲ့ကံတွေဟာစပယ်ရဖြစ်သွားအဲ့ဒါဆိုရင် तू ကဒီဘဝမှာပဲ तू ရဟန်းပြုရင်အချိန်တော့ခဲနဲ့အထုခံရတာဝိုင်းဆဲတာလောက်ပဲအဲ့ဒါလောက်ပဲနဲ့ပြီးသွားတယ်တင်ပါဗျာပြီးသွားတယ်ဟိုမျိုးလို့ပေါ့တကြောင်းကြာမှာလူငိမ့်ချမ်းသာခွင့်နဲ့တရားလောက်နဲ့လွတ်သွားတယ်လို့ဖြစ်မှာပေါ့ကံနဲ့ကိလေသာတွေကိုဖျက်ဆီးလိုက်သည့်အတွက်ကြောင့်ကံတရားအကျိုးပေးခွင့်မရှိတော့မပေးနိုင်တော့ဘူးပေါ့နော်ကိလေသာနဲ့ကံပေါင်းစပ်မှသူအကျိုးပေးတာမျိုးစေ့ပေါက်တာပဲချိနေမြေနဲ့ရေနဲ့တွေ့ပါပေါက်တယ်မဟုတ်လားမှန်ပါဗျာမှန်ပါမြေနဲ့ရေနဲ့မတွေ့အောင်တွေးချောက်တဲ့နေရာမှာထားလိုက်မယ်ဆိုရင်ဒီမျိုးစေ့ကပေါက်တော့ဘူးလေတင်ပါဗျာမှန်ပါအဲ့ဒါလိုပါပဲဟုတ်ပြီ